မိဘတိုင်းကတော့ကိုကလေးကိုဖြိုးစေချင်ကြတာပဲပေါ့နော်ဒါပေမဲ့ဖြိုးရွှင်မှုဆိုတာကတင်ပေးလို့ရတဲ့အရေးအချင်းတစ်ခုလား ဒါမို့ကန်တရားတိုင်းအလိုလိုဖြစ်လာတာလားဆိုတဲ့မေးခွန်းကတော်တော်လေးအရေးကြီးပါတယ် ဟုတ်ပါလေဒီနေ့ကျမတို့အတူတူလေ့လာစူးစမ်းကြည့်ကြမယ် Linda နဲ့ Richard Ayer Rowe ရဲ့ Teaching Children Joy ဆိုတဲ့စာအုပ်ကတော့လေဒီမေးခွန်းကိုပြပြတတ်အဖြစ်ပေးထားတယ်ရှင် ဟုတ်ကဲ့သူတို့ကဘလို့ဆိုထားလဲဆိုတော့ပျော်ရွှင်မှုဆိုတာတင် जा ပေးလို့ရတယ်တက်တက်ကြွကြွပျော်ထောင်ပေးလို့ရတဲ့အရာတစ်ခုပါတယ် အဲ့ဒီအဆိုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော် ဟုတ်ပါတယ်သူတို့ကဒီအတွေ့အခေါ်ကိုစစ်တမ်းတစ်ခုရဲ့ရလဒ်ပေါ်မှာအခြေခံပြီးပြောတာခင်ဗျာအဲ့ဒီမှာလေစာရေးသူတို့ကမိဘတွေကိုစစ်တမ်းတစ်ခုလုပ်ထားတယ် ဟုတ်ကဲ့ဘာအကြောင်းလဲရှင် မိဘတွေကိုမိတာပေါ့သူတို့ကလေးတွေအတွက်ဘာကိုအလိုချင်ဆုံးလဲဆိုပြီးတော့လေအတက်အရွယ်လိုက်ပေါ့ဆိုတော့မွေးကင်းဆက်ကလေးမိဘတွေကမျောလင့်ထားတဲ့အတိုင်းပဲ ပျော်ရွှင်မှုပေါ့ ဟုတ်ကဲ့ပျော်ရွှင်မှုလို့ဖြေကြတယ်ဒါပေမဲ့ကလေးလေးနည်းနည်းကြီးလာပြီးမူလတဲ့အရွယ်ရောက်လာတဲ့အခါမှာမိဘတွေရဲ့အဖြေကပြောင်းသွားတော့ ဘာဖြစ်သွားလဲရှင် တာဝန်ယူရမှုဆိုပြီးဖြစ်သွားတယ်ပြီးတော့စေကျော်သက်မိဘတွေစီရောက်တော့လေကိုကျိုးစွန်းတမှုနဲ့တာဝန်တည်တမှုအဲ့ဒီလိုဖြစ်သွားပြန်ရော ဟဲ့ဒါကတော်တော်လေးထူးခြားတဲ့အပြောင်းလဲပဲနော်အခြေခံအခြေဆုံးဖြစ်တဲ့ပျော်ရွှင်မှုကနေတာဝန်ယူမှုဘက်ကိုဦးစားပေးမှုတွေရွေးသွားလာကဘာကြောင့်လို့သူတို့ကတုံ့တက်ထားလဲ အဲ့ဒါကိုစာရေးသူတို့ကတိတ်ကောင်းတဲ့ရှုထောင့်တစ်ခုကနေရှင်းပြထားတယ်သူတို့ကဒီအရာတွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်မဟုတ်ဘူးလို့ဆိုတယ် อืม အသက်ဝက်ကနေချောင်းတဲ့အရွယ်မှာပျော်ရွှင်မှုကိုအခြေခံအုံးမြင့်အနေနဲ့ခိုင်ခိုင်မာမာတိဆောက်ပေးနိုင်မှာ အုံးမြစ်တစ်ခုလို့ပေါ့နော် အတိအကျပဲအဲ့ဒီအုံးမြင့်ခိုင်မှာနောက်ပိုင်းအသက်၄နှစ်ကနေ7နှစ်အရွယ်မှာသင်ပြီးရမယ်တာဝန်ယူရမှုဆိုတာကအတိတ်ပဲရှိလာမှာပါတယ် ဆိုတော့ဒီနေ့ကျမတို့အခြေခံအုံးမြစ်ဖြစ်တဲ့ပျော်ရွှင်မှုတဲ့အမျိုးအစားတွေကိုထူးထူးချင်းစီဆွေးနွေးကြည့်ကြတာပေါ့နော် ကောင်းပါပြီပထမဆုံးအမျိုးအစားကတော့ကလေးငယ်လေးတွေမှာအထင်ရှားဆုံးတွေ့ရတဲ့အလိုအယောက်ဖြစ်တည်လာတဲ့ပျော်ရွှင်မှုပါပဲ ကြိုတင်ပြင်ဆင်မထားပဲရုတ်တရက်ပေါ်လာတဲ့ပျော်ရွှင်မှုမျိုးလားရှင့် ဟုတ်ပါပြီမျော်လင့်မထပဲရုတ်တရက်ပေါ်လာတဲ့ကြည်နူးမှုမျိုးပေါ့စာအုပ်ထဲမှာလဲစာရေးသူရဲ့ကိုတွေ့အဖြစ်ပြတစ်ခုကဒီတဘောတရားကိုတိတ်ကောင်းကောင်းတရုပ်ဖော်နိုင်တယ် ဟုတ်ကဲ့ပြောပြပါဦး သူဘော့စတန်မြို့လမ်းမပေါ်မှာနေလေစာစားဖို့တရုတ်တဲတွားနေတော့တူတောင်းစားအဘိုးအိုတယောက်ကိုတွေ့တယ်အဲ့ဒီချိန်မှာရုတ်တရက်စိတ်ကူးတစ်ခုဝေးလာပြီးအဘိုးအိုကိုလာဗျာကျွန်တော်နဲ့တူနေလေစာစားကြအောင်ဆိုပြီးခေါ်လိုက်တယ် ဟဲတော်တော်လေးတက်တိရှိတယ်လို့ရပဲလူအများစုကဒီလိုလုပ်ဖို့အဝင်လဲကြမှာ စွမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ် ဆိုလိုတာကဂျိုတင်စီဇန်ထားတာမဟုတ်တဲ့အလိုလျောက်ဖြစ်ပေါ်လာတဲ့ကရုဏာကနေဒီပျော်ရွှင်မှုကမွေးဖွားလာတာဆိုတဲ့သဘောပေါ့ ဟုတ်ပါတယ်လူကြီးတယောက်ရဲ့အတွေ့အကြုံကဒီလိုဆိုတော့ကလေးတွေဘက်ကဥမာကြတော့ပို့ပြီးတော့ရှင်းအောင်မယ် ဟုတ်ကဲ့ စာရေးသူရဲ့18လာသားလေးဂျိုးရှိရဲ့ဇလိုင်းလေးရှိရဲ့တနေ့မှာစာရေးသူအပေါ်ထပ်မှာလှုပ်လှုပ်နေတော့အောက်ထပ်ကနေကလေးရဲ့အားရပါးရရေမိုးတန်းကိုအခြေကြီးကြလိုက်ရတယ် ဆိုရင်တော့မှာပဲနော် ဟုတ်တယ်ဆိုရင်ပြီးအောက်ပြီးဆင်းကြည့်လိုက်တော့ဂျိုးကကွတ်တင်ဘေးမှာထိုင်းနေပြီးသူ့ရှေ့ကမြင်းကွင်းကိုကြည့်ပြီးဘိုက်ကိုနှစ်ကအတဲအတန်ရေးနေတာကိုတွေ့လိုက်ရတယ်သူ့ကြည့်နေတာကကွတ်တင်အောက်ကနေဖြည်းဖြည်းချင်းတွင်းထွက်လာတဲ့ဆောင်းပုံကြီးတစ်ခုပါ ဟွန်း အဲ့ဒီဆောင်းပုံအောက်ကနေသူတို့အိမ်ကခွေးကြီးဘားနဲ့ခေါင်းထွက်လာတဲ့အခါမှာတော့ဂျိုးရှိရဲ့ရဲတံကအမြင့်ဆုံးကိုရောက်သွားတော့တာပဲ အော်ဒီဖြစ်ပြန်လေကကလေးတွေရဲ့ရေမောချင်းဟာဘလောက်အထိဟန်ဆောင်မှုကင်းပြီးစီမံတလေးဆိုတာကိုပြနေတယ်လို့ပဲနော်လူကြီးတွေဆိုရင်ဒါကိုကြည့်ပြီးပြုံးမိရုံတော့သိရှိမှာ ဟုတ်တယ် ဒါပေမဲ့ကလေးတယောက်အတွက်တော့ဒါဟာသူ့ကဘာမှာအကြီးကျယ်ဆုံးဟာတာတစ်ခုပဲသူ့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးနဲ့ကိုတုံ့ပြန်ရဲမောတာ အဲ့ဒီအချက်ကသိရကြီးပါတယ်ခလေးရဲ့ရဲမောချင်းဟာချုပ်တဲမှုမရှိဘူးစိတ်ရင်းအမှန်ကနေထောပေါ်လာတာလူကြီးတွေရဲ့ရဲမောချင်းကတော့တစ်ခါလေးမှဟွာလေပတ်ဝန်းကျင်ကိုထဲ့ဆင်စားရတဲ့ဟန်ဆောင်မှုတွေပါနေတတ်တယ် ဟုတ်ကဲ့ ဒီတော့မိဘတွေရဲ့တာဝန်ကကလေးတွေဒီတော့အလိုလျောက်ပျော်ရွှင်နိုင်စွမ်းကိုမဖီနိုင်မီပဲဆက်ပြီးရှင်းတန်းအောင်အားပေးဖို့ပါပဲ ဒါပေမဲ့လက်တွေ့မှာတော့ဒါကစကားပြောတဲ့လောက်မလွယ်ဘူးရှင်စာအုပ်ထဲမှာအကြံပြုထားတဲ့ပူတင်မုံနဲ့လက်ချောင်းပန်ချီဆွဲခွဲနာတို့ရှင်ပွဲထဲမှာဆော့ခိုင်းတာတို့ကစိတ်ကူးကောင်းပေမဲ့တော်တော်ရှုံပွားနိုင်တယ်လी ဟုတ်တော့ပေါ့ မိဘတွေအနေနဲ့အဲ့ဒီရှုံပွားမှုနဲ့ကလေးရဲ့ပျော်ရွှင်မှုကြားမှာဘယ်လိုမျိုးဟန်ချက်ညီအောင်လုပ်ရမလဲဆိုတာကိုစာအုပ်ထဲမှာလမ်းညွှန်ထားတာမျိုးရှိပါသလား ဒါကတကယ်လက်တွေ့ကြတဲ့မေဟုံးပဲစာအုပ်ကအဓိကပြောချင်တာကပြင်ဆင်မှုပါရှုံကွက်ထဲဆော့ချင်နေဆိုရင်မတားပါနဲ့ဒါပေမဲ့ဘုဒ္ဓဖင်အဟောင်းတရားနဲ့အဝိအစာအနွမ်းတစုံကိုအဆင့်တင်ပြင်ထားပေးလိုက်ပါ အော်ကြိုတင်ပြင်ဆင်ထားဖို့ပေါ့ ဟုတ်တယ်ပူရင်မုံနဲ့ဆော့မယ်ဆိုရင်ချ
ကြာကင်းမောင်မှာပလတ်စတစ်အဟောင်းတစ်ခုခင်းပေးထားလိုက်ပေါ့အဓိကကမလုံးနဲ့လို့တားမြစ်မဲ့အစားဘလို့လုံးရင်အဆင်ပြေပြေလုံးနိုင်မလဲဆိုတဲ့ဘက်ကစဉ်းစားပေးဖို့ပါပဲနောက်ပြီးယတနာတေတာဆိုတဲ့အကြံဉာဏ်လေးလေးအရန်ကောင်းတယ် ။အော်ယတနာသေးတာဟာအဲ့ဒါလေးကိုကျမတို့သဘောကျတယ်။ဒါကရှုပ်ပွက်စရာမလိုပဲအလိုလျောက်ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်တဲ့နီးလန်းပဲနော် ဟုတ်ပါပဲ ။အဖိုးတန်ပစ္စည်းတွေမဟုတ်ပဲကြောက်တုံလာလီတတုံဒါမှမဟုတ်တကြားလုံးတစ်လုံးလောက်နေတောင်ကလေးတယောက်ရဲ့ဒနေတာကိုရင်ခွင်စိတ်လုံးရှားအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့အတွေ့ကတိတ်လှပါတယ်။ အဲ့ဒီလိုရုပ်တရက်အံ့ဩစရာတွေကနေရတဲ့ပျော်ရွှင်မှုမျိုးကခလေးလေးရဲ့ရဲတန်နေမှာအချက်ချင်းဆုံးပေါ်လွင်နေတာပဲအထူးသဖြင့် Josh လိုမျိုးသူတို့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးနဲ့တွန်းပြင်ရဲမို့ကြတာပေါ့ ဟုတ်တယ် ဒါကကျွန်တော်တို့ကိုနောက်တစ်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ရဲ့ပျော်ရွှင်မှုစီကိုတိုက်ရိုက်ညွှန်နေတယ်လို့ပါပဲ ဟုတ်တယ်အဲ့ဒီအဆက်ဆက်ကတကယ်ရှိနေတယ်ခန္ဓာကိုယ်ရဲ့ပျော်ရွှင်မှုနဲ့ပတ်သက်ပြီးစာရေးတူနဲ့သူ့ရဲ့သုံးတဲ့သမီးလေးရဲ့စကားဝိုင်းလေးတစ်ခုကိုကျွန်မသိသဘောကျမိတယ်အဖေကမေးတယ်သမီးမဒီခန္ဓာကိုယ်ကြီးဘာလို့ရှိနေတာလဲတဲ့သမီးလေးကသစ်မမစင်စားပဲချက်ချင်းပြန်ဖြေလိုက်တာကဖားကုံကစားဖို့ပေါ့တဲ့ ဟာဟာအရန်ကိုယိုရှင်းပြီးအင်မတန်မှန်ကန်တဲ့အဖြေပါပဲခလေးတယောက်ရဲ့အမြင်မှာခန္ဓာကိုယ်ရဲ့အဓိကတာဝန်ကလှုပ်ရှားကစားဖို့ပဲလေ ဟုတ်တယ် သူကဆက်ပြောသေးတယ်မျက်လုံးကပန်းလေးတွေမြင်ရလို့ကောင်းတယ်နှာခေါင်းကပန်းရည်နံလေးတွေရှူရလို့ကောင်းတယ်ပါဇက်ကစကားပြောလို့ကောင်းတယ်ဆိုပြီးသူ့အမြင်မှာခန္ဓာကိုယ်ရဲ့အသုံးဝင်ပုံကိုပျော်ပျော်ရွှင်ရွှင်ပြောပြသွားတာပါ ဒီစကားဝိုင်းလေးနဲ့ကောက်ချက်ချလိုက်တာကကလေးတွေဟာသူတို့ရဲ့အာယုံခံစားမှုတွေမှာအလွန်ထက်မြက်ကြတယ်ဒါပေမဲ့ အဲ့ဒီအာယုံတွေကနေရတဲ့ပျော်ရွှင်မှုကိုတန်ဖိုးထားတဲ့ဆုံးတော့ကျမတို့လူကြီးတွေကသင်ကြားပေးဖို့လိုအပ်တယ်ဆိုတာပါပဲသူတို့ကကျမတို့ထက်အနက်ပိုခဲနိုင်မယ်ရတာပိုတိမယ်ဒါပေမဲ့အဲ့ဒီခံစားမှုတွေကိုတန်ဖိုးထားတဲ့မှပျော်ရွှင်မှုအစစ်မှန်ကိုသူတို့ရရှိနိုင်မှာ အဲ့ဒါကိုသင်ပေးဖို့ပြောစရာနီးလန်းတဲ့အများကြီးရှိပါတယ်ဥပမာ Simon Says လိုကစားနေမျိုးကို ဆရာပြောသလိုလော့ပေါ့နော် ဟုတ်တယ်ဒါခန္ဓာကိုယ်အပဥစာတွေရဲ့နာမည်တွေကိုအမိန့်ပေးတယ်လို့မဟုတ်ပဲပြောစရာကစားနေအနေနဲ့သင်ပေးတာနောက်ပြီး hockey pokey လို့တချင်းနေဆိုပြီးညာဘက်လက်ကိုထဲလိုက်ညာဘက်လက်ကိုထုတ်လိုက်ဆိုပြီးခုံတာမျိုးကလည်းကလေးတွေကိုသူတို့ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးပြောတတ်အောင်သင်ပေးရရောက်ပါတယ် အာယုံခံစားမှုကိုတန်ဖိုးထားတတ်အောင်သင်ပေးတဲ့နေရာမှာလို့ဒါပါလေကစားနေကအရန်ထိအောင်မယ်လို့ကျွန်မထင်နေရှင် ဟုတ်ကဲ့ကလေးရဲ့မျက်လုံးကိုအဝတ်နဲ့စီးပြီးပစ္စည်းတွေကိုအထိအတွေ့အနတ်အရတာအတန်တွေနဲ့ခွဲခြားခိုင်းတာမျိုးပေါ့တော့တွဲကိုခလောက်ပြပြီးဒါဘာတန်လက်မေးတာပူစီနိုင်ရက်ကိုအနံ့ခံခိုင်းတာ အေးစားကိုနည်းနည်းမီးခိုင်းတာမျိုးလေ ဟုတ်တယ်အဲ့ဒီလိုလုပ်ရင်းနဲ့ကြည်စမ်းငါတို့ရဲ့ခန္ဓာကိုယ်ကဒီလိုအရာတွေကိုခွဲခြားသိနိုင်တာအံ့ဩစရာပဲနော်ဆိုတဲ့စကားလေးတစ်ခွန်းကတို့ရဲ့ခန္ဓာကိုယ်အပေါ်တံပိုးထားစိတ်ကိုတိုးပွားစေနိုင်ပါတယ်ဂီတထန်စင်ပြုံးမျိုးဖွင့်ပြီးလွတ်လပ်စွာကခွန်စေတာမျိုးကတို့ရဲ့ဖန်တီးနိုင်စွမ်းကကိုယ်ခန္ဓာထိန်းချုပ်နိုင်စွမ်းကိုအားပေးတယ် အင်းထဲမှာပဲအတားအဆီးဖြတ်ချုံကစားနည်းဖန်တီးပေးလို့လည်းရတာပဲနော် ရတာပေါ့ဥပမာတက်ထားတဲ့အရှိအပေါ်မှာဟန်ချက်ညီညီရှောက်ခိုင်းတာကထူပုံအကြီးကြီးတွေကိုတွားခိုင်းတာမျိုးတွေကသူတို့ရဲ့ကိုယ်ခန္ဓာပေါ်ယုံကြည်မှုကိုတိဆော့ပေးပါတယ် ဟုတ်ကဲ့ခန္ဓာကိုယ်နဲ့ပတ်သက်လာရင်အစားအသောက်ကိုလည်းခြံထားလို့မရဘူးပေါ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားနဲ့ရန်ဖန်ရန်ခါပဲစားတဲ့အစားတွေကိုခွဲခြားတတ်အောင်ပုံလေးတွေနဲ့တင်ပေးတဲ့ကစားနည်းကလည်းကောင်းပါတယ် ဟုတ်ပါတယ်အတင်းအကျပ်ဒါစားဒါမစားနဲ့လို့ပြောတာထက်အများကြီးပူထီအောင်မှသိကြတယ် ဆိုတော့ကိုယ်ခန္ဓာရဲ့အာယုံခံစားမှုတွေကိုတန်ဖိုးထားတတ်လာခြင်းကပျော်ရွှင်မှုအတက်အရေးကြီးတဲ့တကားတစ်ချက်ဆိုရင်အဲ့ဒီအာယုံတွေကိုအပြေးဝနိုးကြစေနိုင်တဲ့အကောင်းဆုံးနေရာကဘယ်နေရာဖြစ်မလဲရှင် အရင်ကောင်းတဲ့အမေပါပဲစာရေးသူတို့ကတော့အဲ့ဒီနေရာဟာတဘာဝတရားပဲလို့ပြပြသားသားဆိုထားပါတယ် ဟာ ခန္ဓာကိုယ်ကတူရိယာတစ်ခုဆိုရင်တဘာဝတရားကအဲ့ဒီတူရိယာကိုတီခတ်ပေးမိတန်ဆုံဒီဝိုင်းကြီးတစ်ခုပါပဲ တိုင်းရန်တဲ့ကလိုပဲနော်ဒီအချက်ကိုချင်းရှားစေတဲ့အဖြစ်ဖြစ်လေတခုစောက်ထဲမှာပါတည်ရဲ့စောစောကပြောခဲ့တဲ့15လသားလေး Josh ဟုတ်ကဲ့ Josh သူကအိမ်ထဲမှာပဲကြီးပြင်းလာတာပါຫນွေဥပေါက်လို့ရာတီဥရုနှွေးလာရဲ့တနေ့မှာသူ့ကိုအိမ်နောက်ဘက်မျက်ချင်းပြင်ပေါ်ပထမဆုံးအချိန်ခေါ်သွားတယ် Josh တက်ကြောအရာအလုံးကလုံးဝဒီစမ်းနေကြည့်ပါပဲ ဟုတ်မှာပဲ မျက်ပြင်စင်းစင်းတွေကိုသူ့ရဲ့လက်ချောင်းလေးတွေနဲ့စမ်းကြည့်တယ်ပြီးတော့မျက်ချင်းပေါ်ပတ်လက်လန်းချလိုက်ပြီးမိုးဖြာကြီးကိုမို့ကြည့်နေတယ်အဲ့ဒီအချိန်မှာတစ်ပင်ပေါ်ကငှက်ကလေးတစ်ကောင်ကထအော်လိုက်တော့သူ့အတွက်နောက်ထပ်အံ့ဩစရာတစ်တစ်ခုဖြစ်သွားပြန်တော့ ဒီဖြစ်ဖြစ်လေးကတိတ်ကိုလာပါပြီးအဓိကကြတဲ့အတွေ့ခေါ်တစ်ခုကိုမိမုံထိုးပြနေပါတယ်အဲ့ဒါတော့ပြောရှင်းမှုဆိုတာတဘာဝလောကကြီးကို
ကျွန်တော်တို့ရဲ့အာယုံလာပါနဲ့အပြည့်အဝထီးတွေ့ခံစားရကနေရရှိလာတယ်ဆိုတာပါပဲ ဟုတ်ကဲ့ ကလေးတွေကတဘာဝနဲ့ထီးတွေ့ဆက်ဆံခွင့်ရတဲ့အခါသူတို့ရဲ့အာယုံတွေကနိုးကြလာပြီးအလိုလိုပျော်ရွှင်မှုကိုခံစားရပါတယ် ဒါပေမဲ့ဒီခေတ်မှာအထူးသဖြင့်မြို့ပြမှာနေတဲ့မိဘတွေအတွက်ကတော့ကလေးတွေကိုဒိုးတောင်တဲ့ခေါ်သွားဖို့ဆိုတာအမြဲတမ်းမလွယ်ကူဘူးလေအိမ်ကောင်းမှာမြက်ခင်းပြန်မရှိရဲ့မိသားစုတွေအတွက်ကောဒီပျော်ရွှင်မှုကိုဘယ်လိုမျိုးဖန်တီးပေးနိုင်မလဲ ကောင်းတဲ့အချက်ကိုထောက်ပြတာပါစာအုပ်ကအကြံပြုထားတာကအတိုင်းတာကိုအကြီးကြီးစဉ်းစားစရာမလိုဘူးဆိုတာပါပဲတောတဲ့တောင်တဲ့တွားစရာမလိုပါဘူး အနီးနားကပန်းချန်လေးတစ်ခုဒါမှမဟုတ်တပင်ရှိတဲ့နေရာစိမ့်လေးတစ်ခုမှာလမ်းထွက်လျှောက်တာမျိုးကလည်းအကျိုးရှိပါတယ်အရေးကြီးဆုံးအချက်ကလူကြီးကဥဆောင်မသွားပဲကလေးကိုဥဆောင်ခွင့်ပေးဖို့ပါပဲ အော်သူတို့စိတ်ဝင်စားရာကိုလိုက်ကြည့်ပေးဖို့ပေါ့ အတိအကျပဲသူတို့ကပရိစီတန်းလေးကိုစိတ်ဝင်စားနေရင်ရပ်ပြီးအတူတူအကြာကြီးထိုင်ကြည့်ပေးလိုက်ပါအဲ့ဒီအခိုက်အတန်းကသူတို့အတွက်တကယ့်စူးစမ်းရှာဖွေမှုတစ်ခုပါပဲ ဆိုလိုတာကရေသွေးကအရေးသွေးထပ်ပိုးရေးကြီးတယ်ဆိုတဲ့သဘောပေါ့တဘာဝတရားနဲ့ထိတွေ့ဆက်ဆံချိန်နဲရင်တောင်အဲ့ဒီအချိန်လေးကိုအာယုံအပြည့်ဝစူးစိုက်နိုင်ဖို့အရေးကြီးတာပေါ့ အတိအကျပါပဲနောက်ပြီးပြောစရာကစားနည်းတစ်ခုကတဘာဝအတိုင်းချစ်တည်နေတဲ့အရာနဲ့လူလုတ်အရာတွေကိုခွဲခြားခိုင်းတာပါ အော်ဟုတ်ကဲ့ ပန်းချန်နဲ့လမ်းလျှောက်ရင်ဒီထဲမှာလူတွေလုတ်ထားတာမဟုတ်တဲ့တဘာဝဖြစ်စီငါဟုရှာကြည့်ပါဦးလို့ပြောပြီးတည့်ရွက်ကြောက်တုံးပန်းပွေလေးတွေကိုရှာခိုင်းတာမျိုးကသူတို့ရဲ့တတိပြုနိုင်စွမ်းကိုမြင့်တင်ပေးပါတယ် ဒါပဲကရတယ်လေဆိုတဲ့ကစားနည်းကိုလည်းကျွန်မသဘောကျတယ်ရှုရဝတ်တဲ့တာထက်ကပေါင်မုံတစ်ချက်ကိုရွေးပြီးဒီပေါင်မုံကမူလဘယ်ကနေလာတာလဲဆိုပြီးမေးတာမျိုးလေ ဟုတ်တယ် ဂျုံပင်မြေကြီးရဲ့ထိအရင်အမစ်ကိုပြန်လိုက်သွားရတဲ့အခါကလေးတွေဟာနေ့စဉ်စားသုံးနေတဲ့အရာတွေနဲ့တဘာဝလောကကြီးကြားကဆက်ဆက်မှုကိုနားလည်လာမှာပဲဒါကတော်တော်လေးအမြင်ကျယ်စေတဲ့ကစားနည်းတစ်ခုပဲ ဟုတ်ပါပဲပြီးတော့ညံဆိုင်ကစားနည်းတွေကလည်းသူတို့ရဲ့စူးစမ်းလို့စိတ်ကိုလှန့်ဆော်ပေးပါတယ်ဥပမာအယောင်ကအစင်းရောင်တခါလေးပူတဲ့တခါလေးရှည်တယ်သူ့မှာအရွက်တည်ပါတယ်သူကဘာဖြစ်မလဲလုံမေးတော့ ကလေးကတစ်ပင်လို့ဖြည့်လိုက်အောင်စဉ်းစားရတာမျိုးပေါ့ အဲ့ဒီလိုပါပဲအဲ့ဒီလိုကလေးတစ်ယောက်ကပရစိတ်တန်းကိုငုံကြည့်နေတာတရွက်ကိုတေးသေးချာချာလေလာနေရတွေကသူတို့ရဲ့မွေးရပါအရေးတွေတစ်ခုကိုဖော်ပြနေတာပါ အဲ့ဒါကစူးစမ်းလို့စိတ်ပဲဖြစ်ရမယ်လူကြီးတွေကကုံတိုက်ထဲမှာအချိန်မီရောက်ဖို့အလျင်လွန်နေချိန်မှာကလေးတိုင်းကဘေးဘေဝေယာကအရာရာကိုရက်တန်းပြီးစူးစမ်းကြည့်ရှုတတ်ကြတယ် ဟုတ်တယ် သူတို့အတွက်လောကကြီးတစ်ခုလုံးကအံ့ဩစရာတွေရှာဖွေစရာတွေနဲ့ပြီးနေတယ်ဒါကကျမတို့ကိုနောက်ဆုံးပျော်ရွှင်မှုမျိုးစားဖြစ်တဲ့စူးစမ်းလို့စိတ်နဲ့စိတ်ကူးစိတ်တန့်ရဲ့ပျော်ရွှင်မှုစီကိုခေါ်သွားတာပဲ ဟုတ်ပါတယ်စူးစမ်းလို့စိတ်ကမေးခွန်းတွေမြည်စေပြီးစိတ်ကူးစိတ်တန်းကအဲ့ဒီမေးခွန်းတွေအတွက်ကိုယ်ပိုင်အဖြေတွေဖန်တီးစေပါတယ်စာရေးသူကြုံတွေ့ခဲ့တဲ့အဖြစ်ပြက်လေးတစ်ခုကတိတ်ချစ်စရာကောင်းတယ် ဟုတ်ကဲ့ သူလောကနေစောစောပြန်လာတော့သူ့ရဲ့၄နှစ်နဲ့၅နှစ်ရွယ်ဓမီနှစ်ယောက်အခန်းထဲမှာတိုးနဲ့စကားပြောနေတာကိုကြားလိုက်ရတယ်ချောင်းနာထန်းကြည့်လိုက်တော့သူတို့အင်ကခွေးလေးပါနေကိုလူနာဖြစ်တမိုးထားပြီးခွေးစိတ်ကူတာကိုအတီးပေါက်ကြီးတိုင်မင်းနေကြတာပါ ဟာဟာ တယောက်ကသူနာပြုလုပ်မယ်တယောက်ကဆရာဝန်လုပ်မယ်ခွေးလေးကိုမေးစိတ်ပေးဖို့တချင်းဆိုပြရမယ်ဆိုပြီးအစီအစဉ်ဆွဲနေကြတာ တခါလေးမှာစိတ်ကူးရင်မနေနဲ့လူကြီးလိုနေစမ်းဆိုတဲ့စကားလုံးတွေနဲ့အဲ့ဒီစိတ်ကူးရင်တွေကိုအမတ်မထင်ဖျက်ဆီးမိတတ်ကြတယ် အဲ့ဒါတကယ်ကိုအရေးကြီးတဲ့အချက်ပါစာအုပ်ကအဓိကပြောချင်တာကကလေးတွေဟာစူးစမ်းလို့စိတ်ကူးစိတ်တန်းတွေနဲ့မွေးဖွားလာကြပြီသား ဟုတ်ကဲ့ ကျွန်တော်တို့လုပ်ရမှာကအတစ်တင်ပေးဖို့ထက်သူတို့မှရှိပြီးသားအရာတွေကိုမဖျက်ဆီးမိဖို့နဲ့ပိုပြီးရှင်တန်းလာအောင်ပြိုးထောင်ပေးဖို့ပါပဲကလေးကတရွက်ပေါ်ကအပေါလေးကိုစိတ်ဝင်စားစွာလေ့လာနေရင်ကိုယ့်အလုပ်ကိုခဏရပ်ပြီးသူတို့နဲ့အတူပါဝင်လေ့လာပေးလိုက်ပါ ဒီပေါင်လေးကဘလို့ဖြစ်သွားတယ်လို့ထင်လဲဆိုပြီးမေကုံးမေးပေးလိုက်တာကသူတို့ရဲ့စူးစမ်းလို့စိတ်ကိုတန်ဖိုးထားကြောင်းပြသရာရောက်တယ်ပေါ့နော် အတိအကျပါပဲ စိတ်ကူးစိတ်တန်းကိုမြင့်တင်ပေးဖို့အတွက်ဆိုရင်တော့အဝက်စာအဟောင်းဒီကတူပုံးဒီစောင်းအောင်ဒီလိုပစ္စည်းတွေပေးထားတာကအကောင်းဆုံးပဲလို့ဆိုကြတယ် ဟုတ်ပါတယ်အဲ့ဒီပစ္စည်းတွေကစိတ်ကြီးတဲ့ရုပ်တည်တဲ့ကလေးရဲ့စိတ်ကူးကိုပိုပြီးလှုံ့ဆော်ပေးနိုင်တယ်အရေးကြီးဆုံးကတော့သူတို့နဲ့အတူဟန်ဆောင်ကစားပေးဖို့ပဲ ကိုကလူနာလောက်ပေးတာသူတို့ကဆရာဝန်လောက်တာမျိုးပေါ့ဒါကသူတို့ရဲ့စိတ်ကူးတွေကိုအားပေးရရောက်ပြီးသူတို့နဲ့ကိုကြားကဆက်ဆံရေးကိုလည်းပိုခိုင်မြဲစေလေ ပြဿနာဖြေရှင်းရေးကစားနည်းတွေကလည်းသူတို့ရဲ့စူးစမ်းလို့စိတ်ကိုအားပေးပါလေဥပမာဘယ်လိုလုပ်ရင်ရမလဲဆိုရဲကစားနည်းမျိုးပေါ့
ကလားထိုင်ပေါ်မှာရုပ်တရုပ်တင်ထားပြီးကြိုးတစ်ချောင်းပေးထားမယ်ကလားထိုင်ပေါ်မတက်ဖဲဒီအယုတ်ကိုဘယ်လိုယူလို့ရမလဲဆိုပြီးသူတို့ကိုစဉ်းစားခိုင်းတာမျိုးပါ သူတို့ရဲ့အဖြေကဘလို့ပဲဖြူနေပါစေသူတို့ရဲ့စ조사မှုကိုအတိအမှတ်ပြုပေးရမယ်ပေါ့ ဟုတ်ပါတယ် မိသားစုစိတ်ဝင်စားဖွယ်အများမှတ်တမ်းစာအုပ်ဆိုတဲ့အကြံဉာဏ်ကိုလဲကျမတော်တော်သမောကြတယ်ဒါကကလေးရဲ့စူးစမ်းလို့စိတ်ကိုအတိအမှတ်ပြုရရောက်တယ်လို့မိသားစုရဲ့တန်ရိုးစင်ကိုလည်းတိစုံပေးမဲ့နီလန်းကောက်တစ်ခုပဲနော် ဟုတ်ကဲ့ဥပမာ3နှစ်သမီးလေးကကျွန်တော်တို့ခွေးလေးကဘေးရင်ကချန်စီတို့အပေါက်ကနေကူးသွားနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့တယ်ဆိုရင်အဲ့ဒါကိုစာအုပ်ထဲမှာမိသားစုရဲ့ရှာဖွေတွေ့ရှိချက်အဖြစ်ရေးမှတ်ထားတာမျိုးပေါ့ ဟုတ်ပါတယ် ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ပျော်ရွှင်မှုအမျိုးအစား၄ခုကိုပြန်ကြည့်ရင်သူတို့အားလုံးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာကိုတွေ့ရပါလိမ့်မယ် ဟုတ်တယ်ရှင်အလိုလျောက်ဖြစ်တဲ့ရေမိုးခြင်းကနေကိုယ်ခန္ဓာကိုယ်ကိုတန်ဖိုးထားတတ်ခြင်းတဘာဝတရားနဲ့တသားတည်းကြခြင်းပြီးတော့စူးစမ်းလို့စိတ်နဲ့စိတ်ကူးစိတ်တန်းကိုအတုံးချခြင်းအထီပေါ့ ဟုတ်ပါတယ်ကျွန်တော်တို့ဟာရွတ်တရက်ဖြစ်ပေါ်လာတဲ့အာယုံခံစားမှုအပေါ်အခြေခံတဲ့ပျော်ရွှင်မှုတွေကနေစာမီအတွင်းစိတ်ကနေမောင်းနေတဲ့စူးစမ်းလို့စိတ်နဲ့စိတ်ကူးစိတ်တန်းလို့ပို့ပြီးရှုပ်ထွေးတဲ့ပျော်ရွှင်မှုတွေအထိတဖြည်းဖြည်းတိဆောက်သွားကြတာပါ ဒါကအခြေခံအုတ်မြစ်ကိုခိုင်အောင်ချပြီးမှအပေါ်ထက်ကိုတီးဆောက်သွားတယ်လို့ပါပဲအရေးကြီးဆုံးကတော့ဒီပျော်ရွှင်မှုတွေအားလုံးဟာမွေးရပအရေးချင်းတစ်ခုတည်းအပေါ်မှာပဲမူဒီမနေပဲမိဘတွေကတက်တက်ကြွကြွနဲ့စနစ်တကျပြိုးထောင်ပေးလို့ရတဲ့အရာတွေဖြစ်တယ်ဆိုတာပါပဲ ဟုတ်ပါတယ်ဒီဆွေးနွေးမှုကိုအစုံမသက်ခင်မှာနားထောင်နေသူတွေကိုစဉ်းစားစရာအတွေးတစ်ခုလေးနဲ့ထားခဲ့ခြင်းပါတယ်စာအုပ်ထဲမှာအကြံပြုထားတဲ့အရေးကြီးဆုံးအချက်တွေကတစ်ခုကရလက်ကိုချီးကျူးတာထက်စ조사အားထုတ်မှုကိုချီးကျူးပါဆိုတာပါပဲ အဲ့ဒါကိုနည်းနည်းပို့ရှင်းပြပေးနိုင်မလားရှင်ဥပမာခလီတယောက်ကပုံတပုံဆွဲလာတဲ့အခါပုံလေးကလှလိုက်တာလို့ပြောတာနဲ့ဒီပုံကိုဆွဲဖို့အယောင်တွေအများကြီးတုံးထားတာကိုသဘောကျတယ်တော်တော်စ조사ထားတာပဲလို့ပြောရမျိုးကြွားချတယ်ဆိုတဲ့သဘောလား အတိအကျပါပဲလာလိုက်တာဆိုတဲ့ချီးကျူးစကားကရလက်ကိုအဓိကထားတယ်ခလေးကနောက်တစ်ခါဆွဲလို့မလာတာဘူးဆိုရင်သူစိတ်တက်ကြသွားနိုင်တယ် ဟုတ်ကဲ့ ဒါပေမဲ့စ조사ထားတာပဲဆိုတဲ့ချီးကျူးစကားကလုပ်ငန်းစဉ် process ကိုအတိအမှတ်ပြုတာပါဒီလိုချီးကျူးနည်းကကလေးတွေရဲ့စိတ်ထဲမှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနိုင်မလဲ ဟုတ်ကဲ့ ကလေးတယောက်ကတစ်ခုခုကိုအကောင်းဆုံးကြိုးစားလို့ဆိုပေမဲ့ရလတ်မကောက်ခဲ့တဲ့ချင်းတွေမျိုးမှာတော့သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုကျွန်တော်တို့ကအတိအမှတ်ပြုချီးကျူးပေးလိုက်ခြင်းအပြင်သူတို့ရဲ့စိတ်ထဲမှာဘယ်လိုမျိုးခိုင်မာတဲ့ကိုယ့်ကိုယ်ယုံကြည်မှုနဲ့နောက်တစ်ခါထပ်ကြိုးစားခြင်းစိတ်ကိုတိဆောက်ပေးနိုင်မလဲဆိုတာကိုဆက်လက်ပြီးတွေးတောကြည့်ဖို့တိုက်တွန်းချင်ပါတယ်